သူသည်ပေးထားချက်ကတော့နှစ်ချက်ပဲပေးထားမှာဒါပေမဲ့ငါတို့ကကြံတဲ့တစ်ချက်ကိုရှာပြီးတော့အဲ့ဒီတရိကန်နှစ်ခုကိုဘာနဲ့ထပ်တူညီမလဲဆိုတာစဉ်းစားပေးရမှာပေးထားချက်ရဟောဒီမှာ PR နဲ့ SD နဲ့ကတူတယ်ပေါ့เนาะအဲ့တော့ PR နဲ့ဟောဒီက SD နဲ့တူတယ်ဒါပေးထားချက်ရနောက်တစ်ခုဒီ QR နဲ့ UT နဲ့ကတူတယ်ပေးထားချက်နှစ်ချက်ပဲရှိသေးတယ်အဲ့တော့နှစ်ချက်ဆိုငါတို့မှာထပ်တူညီရမယ့်အချက်ကဘယ်ဟာနဲ့ညီလို့ရတယ်အဲ့တော့ဒီမှာအနားနှစ်နားတူနေတယ်ဆိုရင်ငါတို့ဒီအနားသုံးနားထပ်တူညီခြင်းနဲ့စဉ်းစားလို့ရတယ်အဲ့တော့နောက်တစ်နားသာတူခဲ့လို့ရှိရင်ဆရာမတို့ဒီနားထပ်တူညီနဲ့ရတယ်အဲ့တော့နောက်တစ်နားဒီ PQ နဲ့เนาะ SU ဖြစ်ရန်လိုတယ်လို့ပြောတာ PQ နဲ့ SU ဖြစ်တယ်ဆိုလို့ရှိရင်နာနဲ့ထပ်တူညီခြင်းနဲ့ဖြစ်လာလို့ရတယ်အဲ့လိုမျိုးမဟုတ်ဘူးတခြားတယောက်ကကြတော့ငါတော့အဲ့လိုမစဉ်းစားချင်ဘူးအနားနှစ်နားတွေ့သွားပြီအဲ့ဒါဆိုရင်နှစ်နားနဲ့ဂျားထောင်းနဲ့ငါတို့စဉ်းစားကြည့်မယ်ကွာအဲ့ဒါဆိုရင်နှစ်နားရှိသွားပြီတစ်ထောင်းရှိရဘယ်ထောင်းကိုနင်တို့သွားမယ်နှစ်နားဂျားထောင်းလို့ပြောတော့ဘယ်ထောင်းပဲဖြစ်ဖြစ်လုပ်လို့မရဘူးဟောဒီကအနားလေးနှစ်နားနဲ့အဲ့သူ့နားမှာရှိအဲ့နှစ်နားရဲ့ဂျားထောင်းဆိုတော့ဒီထောင်းလေးနဲ့ကျွန်တော်တို့ဒီထောင်းလေးနဲ့မှအဆင်ပြေမှာအဲ့ဒါကြောင့်မို့လို့ तू ကခေါ်လိုက်တယ် PRQ ပြီးလို့ရှိရင် तू ကဒီဘက်ကနေလိုက်ဖက်ညီတာခေါ်တာမဟုတ်ဒီဘက်က P ဆိုဒီဘက်က S ကနေစခေါ်မှာအဲ့တော့ STU ဖြစ်ရန်လို့အဲ့ဒါဆိုရင်ဘာနဲ့ဖြစ်မှာလဲနှစ်နာဂျားထောင်းဖြစ်တယ်နာထာနာနဲ့ထပ်တူညီမယ်လို့ဆရာမကပြောလို့ရတယ်ရလားဒီ